ဘယ်ရောက်တော့ပြောတာလေးပဲတွေ့ရင်ချေနဲ့တဲ့ဆိုမင်းပြောတော့ရာယူချေဟာချေမဟုတ်ဘူးဒါဆိုမင်းဝမ်းမနေနေနဲ့သူရဲ့ပြုံးနေမြင်ရလို့သူဆိုတာမင်းတွေကောင်းငင်ကြီးတစ်ခုဆိုဘာကြောင့်မို့ကောင်းငင်ကြီးကိုပေါင်းခတ်တယ်လို့မင်းလုံးပြမလဲမင်းနဲ့ဝေးဆုံးသွားတဲ့သူကိုပြင်လိုက်ကွာ ဘာလုပ်လဲ ဟာတော့ဒါပြီးစောက်ဖတ်နေတာ ဘာစောက်ဖတ်တာတစ်ချင်းနေဆိုတာဘာသူပြောတာ ဦးနုရဲ့ဘာ ဘာမှဦးမနု ဗလာဒီကလေ ဘာမှဦးမနုတစ်ချင်းနေဆိုနေတာ ဟောတခါတလေလာလဲအလွမ်းတက်ခံလေးနဲ့စိုးကြီးရသေးတာဟောလို့ ဘယ်သူလွမ်းတာ သူပြောတာလေ ဘယ်သူလွမ်းတာတော့ ငါရောင်သွားလို့ပါကွာ ရှင့်ကိုကျမလိုက်ရှာရှင့်ဒီမှာတယောက်တည်းလွမ်းနေရတာ အဲ့ရှာလည်းမတွေ့ပါမင်းအဲ့လိုမပြောနဲ့ကွာငါ့ကိုငါခံစားရတယ် ဘာခံစားနာ ဘုတ်တရမ်းဆိုတာပါ အေးအေးပါရရဆိုတာတစ်ချင်းနေပါရ ငါတခါတလေကျတော့အလွမ်းတက်ခံတဲ့ဆိုဘောင်ခတ်ကြည့်တာပေါ့ကွာ ဘာတွေပေါင်းခတ်လဲ ကောင်းငင်ကြီးတစ်ခုကောင်းငင်ကြီးနေလိုက်တဲ့ချိန်မှာဘောင်ခတ်ပြီးကြည့်လိုက်တာသူပြောတာလေးလို့အဲ့လိုမျိုးပါပဲတကယ်ကတော့စိတ်ကူးပါမှမရှိပါဘူး ဟုတ်လို့လား ဟောရလူသားမှလည်းနှလုံးသားလက်ခံတဲ့သူဟာနဲ့သူတော့ရှိတာပေါ့ဒါပေမဲ့အားကြောင်းတရားမှမပါပါဘူးခင်ဗျာ ပါကြည့်လိုက်လေ ဟာအဲ့လူတွေမပွားနဲ့ဝင်းကြောညာမဖောက်နဲ့တော့ငါပြောတာမဟုတ်မင်းကိုအတိပ္ပယ်ရှိစကားတွေငါပြောပြတယ် ဦးနု ဒီဟာဒါလေးကအေးစေးဖတ်တာပါ တစ်ပင်လေးပါလေရေးလောင်းစမ်းမှာရှောက်ပြီးတော့ ကဲပါခဏနေလောင်းပါမယ်ကွာပြေးသမ်းပါငါစိတ်ကူးရင်နေတာတွေပြုံလုံးပြက်စီးတော့မှာကောင်းငင်ကြီးတကူကိုဘောင်ခတ်တယ်လို့ဆိုလုံးလိုက်တာသူကရောဒါပဲလား ဘာမှမရှိဘူးကောင်းဝင်ပြီသွား ဒါပဲလား ဘာလဲကိုယ့်လောက်ကိုမလုပ်ပါနဲ့အေး ဒီစနေမှာဝါပြေးပြေးလိုက် သူပြောတာလေးပဲတွေ့ရင်ချင်